တိတ်ဆုံးပြီးသားလူတွေအလောင်းတွေစီကခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့သိပ္ပံနည်းနဲ့တခြားသက်ရှိလူသားတယောက်ကိုဖန်တီးလို့ရမယ်လို့ထင်ပါသလားဒါကလက်တွေ့ပြင်ပလောကမှာလုံးဝမဖြစ်နိုင်ဘူးဆိုတာသိကြပါမယ်ဒီကြောင့်လည်းပတ်သက်ပြီးရန်ဝန်နာမည်ကြီးတဲ့ဇလန်တစ်ပုဒ်ရှိပါတယ်အားလုံးပဲမင်္ဂလာပါကီဝတာတိတ်မန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်အစားမန်ကြီးပါကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တကူကဒီ Frankenstein ကြောင့်ပြောပြပါဆိုပြီးတော့လာမှတ်ထားတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီ Frankenstein လို့ခေါ်တဲ့သိပ္ပံပညာရှင်တယောက်ရဲ့ကြောက်စရာကောင်းတဲ့တီထွင်ဖန်တီးမှုဇာတ်လမ်းနဲ့ပတ်သက်ပြီးကျွန်တော်သိတဲ့တော့ကိုပြောပြသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထိုးစပ်တိုင်းမယ်ကျွန်တော်ကီဝတာတိတ်မန် YouTube channel လေးကို subscribe မလုပ်သေးရင် subscribe လုပ်ပေးကြပါပြီးတော့ notification လေးကိုလည်းနှိပ်ပေးခဲ့ပါပြီးတော့ထိုးစပ်တိုင်းမယ်တင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ကြည့်ပေးခြင်းမျိုးကူညီပေးကြဖို့လည်းပြောဆိုချင်ပါတယ်စလိုက်အောင်ပါFrankenstein ဆိုတာကတော့1818ခုနှစ်ကထုတ်ဝေခဲ့တဲ့ Frankenstein or the Modern Prometheus လို့ခေါ်တဲ့ဒီ horror ဝတ္ထုထဲမှာပါဝင်တဲ့အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ဒီဝတ္ထုကိုရေးသားတဲ့သူကတော့စာရေးဆရာမ Mary Shelley ဖြစ်ပါတယ်။အဓိကဇာတ်ကောင် Frankenstein ရဲ့နာမည်ပြည့်စုံက Victor Frankenstein ဖြစ်ပါတယ်။ဒါဆိုရင်ဒီဝတ္ထုရဲ့ဇာတ်လမ်းချင်းကိုဆက်ပြီးပြောပြချင်ပါတယ်။ Victor Frankenstein ဆိုတာကတော့ဆွစ်ဇာလန်နိုင်ငံမှာနေထိုင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။သူကငယ်စဉ်ကတည်းကဇီဝဗေဒဆိုင်ရာသုတေသနတွေကိုအကျဉ်းစိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်အထူးသဖြင့်တော့လူသားတွေရဲ့အသက်ကိုဘယ်လိုဖန်တီးလို့ရမလဲဆိုတော့ကိုပဲအမြဲလိုစူးစမ်းနေသူဖြစ်ပါတယ်။ဒါကြောင့်ပဲသူကတိတ်ဆုံးပြီးသားသူတွေစီကခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအသုံးပြုပြီးတော့တက်ရှိလူသားတို့အဖြစ်ပြန်လည်အသက်သွင်းနိုင်ဖို့အတွက်စမ်းသပ်မှုတွေကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။ဒီထွေဖန်တီးမှုတွေရဲ့ထိုးစက်တိုင်းပဲကြိမ်ကြိမ်စမ်းသပ်ပြီးကြိမ်ကြိမ်ကြာရှုံးခဲ့ပေမဲ့တနေ့မှာတော့မျှော်လင့်မထားဘဲနဲ့သူ့ရဲ့စမ်းသပ်မှုကတကယ်ကိုအောင်မြင်ခဲ့ပါတယ်။ဒီလိုအောင်မြင်တော့ပေမဲ့သူ့ရဲ့စမ်းသပ်မှုကမရည်ရွယ်ဘဲနဲ့အမွန်းစားတကောင်ကိုဖန်တီးမိသလိုဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့သူဖန်တီးလိုက်တဲ့အရာကတာမန်လူသားတယောက်နဲ့မတူပဲအရန်ကိုကြောက်စရာကောင်းတဲ့မွန်စတာတစ်ကောင်နဲ့တူနေလို့ဖြစ်ပါတယ်။ဒါကြောင့်ပဲဖန်တီးလိုက်တဲ့သူကိုယ်တိုင်တော့မှအရန်ကိုကြောက်လန့်သွားပြီးတော့အဲ့နေရာကနေချက်ချင်းကိုထွက်ပြေးပါတယ်။ခဏကြာတဲ့အခါမှာတော့သူ့ရဲ့စမ်းသပ်ခန်းတွေကိုပြန်လာကြည့်တဲ့အခါမှာသူခဏဖန်တီးလိုက်တဲ့မွန်စတာကြီးကရှိမနေတော့ပါဘူး။ Victor Frankenstein ဖန်တီးလိုက်တဲ့မွန်စတာကြီးကအပြင်လောကမှာတာမန်လူတယောက်လိုနေထိုင်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့ဘလို့မှမဖြစ်နိုင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ဆိုးရွားပြီးကြောက်စရာကောင်းတော့တဲ့ရုပ်အသွင်တွေကြောင့်လူတွေကသူ့ကိုတွေ့တာနဲ့ကြောက်လန့်ထွက်ပြေးကြတာနောက်ပြီးတော့ရှောင်ကျဉ်ကြတာဖယ်ရှားကြတာဒီလိုမျိုးဖြစ်လာတဲ့အခါမှာတော့သူကရန်နေစိတ်တက်ကြလာပြီးတော့သူ့ကိုဖန်တီးခဲ့တဲ့ Victor Frankenstein စီကိုပဲပြန်လာခဲ့ပါတယ်။ Victor Frankenstein နဲ့တွေ့တဲ့အခါမှာတော့ Monster ကြီးကသူကြုံတွေ့ရတာတွေကိုတခုမှကြံပြောပြခဲ့ပြီးတော့သူရန်ထီးကျန်နေတဲ့အတွက်ကြောင့်မလို့သူ့လိုမျိုးပဲနောက်ထပ်အမျိုးသမီးတစ်ဦးထပ်မံဖန်တီးပေးဖို့အတွက် Frankenstein ကိုတောင်းဆိုခဲ့ပါတယ်။ဒါပေမဲ့ဒီလိုတောင်းဆိုမှုကို Frankenstein ကညှင်းဆိုလိုက်ပါတယ်။ဒါကြောင့်ပဲဒီ Monster ကြီးကရန်ကိုဒေါသထွက်သွားပြီးတော့ဒီ Frankenstein ကိုလည်းသူ့လိုပဲရန်ကိုထီးကျန်တဲ့သူတယောက်ဖြစ်အောင်လုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်ပါတယ်။အဲ့နောက်မှာတော့ Monster ကြီးက Frankenstein ရဲ့နီးနားမှာရှိတဲ့ Frankenstein ချစ်သမျှသူအားလုံးကိုတပ်ပစ်ပြီးတော့မျက်ဝေစုံကိုထွက်ပြေးသွားခဲ့ပါတယ်။ Frankenstein နဲ့သူ့ရဲ့ဖန်တီးမှုဖြစ်တဲ့ဒီ Monster ကြီးကသူချစ်တဲ့သူအားလုံးကိုတပ်ပစ်သွားတာကြောင့်ဒီ Monster ကြီးကိုအဆုံးသတ်ဖို့အတွက်မျက်ဝေစုံကိုလိုက်လာခဲ့ပါတယ်။ဒါပေမဲ့ရန်ကိုစိုးဝါးလွန်းလာတဲ့ရာသီဥတုထံကြောင့်ဒီ Monster ကြီးနဲ့မတွေ့ခင်မှာပဲလမ်းမှာနှင်းနေကြတဲ့မှာပဲအေးခဲပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဒီဝတ္ထုရဲ့အဓိကပေးခြင်းတဲ့သင်ခန်းစာကတော့တဘာဝတရားကိုကြော်လွန်ပြီးတော့ဖျားသခင်တယောက်လိုမျိုးပြုမှုဖန်တီးနေထိုင်ခြင်းကအရန်ကိုကြောက်စရာကောင်းပြီးဘေးရန်ရများတဲ့အရာတွေကိုဖြစ်လာနိုင်စေရဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။စာရေးဆရာမ Mary Shelley ရဲ့ဒီဝတ္ထုကအရန်ကိုနာမည်ကြီးတာကြောင့်ကမ္ဘာပေါ်မှာဒီဝတ္ထုနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေ series တွေအများကြီးရှိပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ခုပြောပေးခဲ့တာကတော့1818ခုနှစ်ကထွက်ရှိခဲ့တဲ့စာရေးဆရာမ Mary Shelley ရဲ့ Frankenstein လို့ခေါ်တဲ့ horror ဝတ္ထုနဲ့ပတ်သက်တဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးပြည်သက်တဲ့ထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်။နောက်ထပ် video တွေရဲ့အကြောင်းအရာနဲ့သိချင်ကြရှုရှင်လည်းအောက်က comment မှာဝင်ရောက်ရေးသားသွားလို့ရပါတယ်။ကြောက်တတ်နိုင်သော reset လုပ်ပြီးတော့ video ပုတ်ပြောင်းဖတ်ပေးသွားမယ်။ video ဆုံးကြည့်လို့ကျေးဇူးပါတယ်။ like and subscribe လေးလည်းနှိပ်ပေးသွားမိပါနဲ့။နောက်ဆက်ပြီးတော့ကြောင်းလေးသက်ဆိုင်ကြောင်းနဲ့အတူပြန်လာခဲ့ပါဦးမယ်။ Bye bye